အားလုံးပဲမင်္ဂလာပါရှင်သဒနာ Terror Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်မ page မှာ video လေးတွေမတင်တာတော်တော်လေးကြာပြီပေါ့နော် self love နဲ့ပတ်သက်တာတွေဒီ pick up ပိုင်းလေးတွေပေါ့နော်မတင်တာတော်တော်ကြာသွားတယ်အားလုံးသိတဲ့အတိုင်းပဲငလင်ကိစ္စတွေကျမတို့ဒီကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပဲကျမဘက်ကမတင်ဖြစ်တာပေါ့နော်အခုဒီနေ့မှပြန်စားတင်တဲ့အခါမှာပေါ့ပါလေးပဲဒါပေမဲ့ပေါ့ပါဆိုပေမဲ့လည်းဒီကောင်းစင်လေးอ่ะတော်တော်များများစိတ်ဝင်စားမဲ့ကောင်းစင်လေးကိုကျွန်မရွေးထားပါတယ်เนาะတချို့လေchat box ကနေပြီးတော့free ကြည့်ပေးဖို့လာ request လုပ်တဲ့သူတွေဆိုရင်ကျွန်မဒီ free reading လေးတွေက YouTube မှာတင်ထားတယ်လို့ပြောတယ်เนาะဒီမှာဆိုရင်ဒါသူတို့ဝင်ရွေးလို့ရတာပေါ့เนาะဒါကတော့လူအများရဲ့ energy ကိုကျွန်မယူပြီးရွေးထားတာဖြစ်တယ်เนาะကိုယ့်ရဲ့ personal energy လိုချင်တော့ CV မှာတစ်ချက်စုံစမ်းပြီးတော့မေးလို့ရပါတယ်ဒါမှအများ energy ဆိုပေမဲ့လည်းကျွန်မနဲ့ energy ကိုက်တဲ့သူတွေအားလုံးကဒါရာခိုင်နှုန်းတော်တော်များများမှန်ပါပေါ့နော်ပြီးတော့ကိုချစ်တဲ့သူရဲ့သဘောထားဆိုတာကကိုချစ်သူရဲ့သဘောထားသူနဲ့ကိုကချစ်သူဖြစ်ချင်မှဖြစ်မယ်ပေါ့နော်ကို crush နေတဲ့သူကိုတစ်ဖက်သက်စိတ်ဝင်စားနေတဲ့သူဒါမှကိုချစ်သူပေါ့နော်ဒါမှမဟုတ်ကိုရဲ့ ex ပေါ့နော်သူနဲ့ကိုလည်းအကြောင်းမျိုးကြောင့်ဝေးခွာပါတယ်ဒါပေမဲ့သူ့ရဲ့သဘောထားကိုကသိချင်တဲ့ဒါမျိုးလေးအဲ့လိုကိုဘက်ကစိတ်ဝင်စားနေတဲ့သူတယောက်ရဲ့သဘောထားဖြစ်တယ်အားကြောင့်ဒီလိုအခြေအနေတွေနဲ့ကိုက်ညီရဲဆိုရင်ဒီ priority လေးကိုနားထောင်လို့ရပါဘောเนาะထုံးစံအတိုင်း pick up ပိုင်းဆိုတော့ point 1 2 3ရှိတယ်ပေါ့เนาะအမကြခင်မှာကျမကအဖြေကိုကြည့်ပြီးတော့အဖြေကိုဒီဘက်မှာ terror စစ်ပြီးပြောတော့မှဖြစ်တဲ့အတွက်ကိုအနေနဲ့အခုထဲကနေပြီးတော့ဖိုင်နှစ်သက်ရဖိုင်တစ်ခုရွေးထားပါတော့1 2 3ပေါ့နော်တချို့တွေလည်း2 or 3 or ရွေးတာတော့1 or 2 or ရွေးတာတော့ရှိရပေါ့နော်ဒါကတော့တယောက်နဲ့တယောက်ကျွန်မကတော့တိတ်ပြီးတော့ serious မပြောဘူးပေါ့နော်ကိုနှစ်သက်တယ်လို့ရွေးပေါ့နော်ကျွန်မဖြစ်စေချင်တာကတော့ကိုစိတ်ကိုဖန်ဆားဆုံးပိုင်တစ်ခုရွေးတာတော့ပိုကောင်းလိုက်မယ်နော်နောက်အဖြေရတဲ့အခါမှာကိုအတွက်စိတ်ချမ်းသာတဲ့အဖြေကိုအမှန်ကိုအတွက်စိတ်တိတ်အဆင်မပြေတဲ့ဟာကိုတော့မမှန်ဘူးလို့ရွေးတာတဲ့စာရင်ခံယူလိုက်တာတဲ့စာရင်ဒီ pick up ပိုင်း reading တွေကတော့ဒါပေါ့ပါပဲနားဆင်လိုက်ပေါ့နော်နားထောင်လိုက်ပေါ့ကျမတို့ဒီဘာဆိုကိုယ့်ရဲ့ personal energy နဲ့စစ်ထားတာမဟုတ်တော့လေဒါပေမဲ့ကျမကပိုင်းတစ်ခုချင်းအဖြေမပြောခင်မှာလက်ရှိကိုယ့်ရဲ့ energy ကိုပြောသွားမှဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ energy နဲ့ကိုက်ပြီးဆိုရင်ဒီကိုရွေးထားတဲ့ပိုင်းကိုလည်းဆက်ပြီးတော့ဖတ်လိုက်ပေါ့နော်အဲ့လိုမျိုးကျမစီမှာဖိုင်လာရွေးတဲ့သူတော်တော်များများတော့ကြိုက်ကြတယ်သူတို့တချို့ဆိုရင်ကျမနဲ့ Facebook မှာ friend တွေလည်းမဟုတ်ဘူး Facebook မှာလည်းသူတို့ follow မလုပ်ထားဘူးပေါ့နော်ဒါပေမဲ့ဒီကနေပြီးလာတာအများကြီးပေါ့နော် client ကနေကတော့ကျမတော့ဒီဘက်ကပညာဌာနအနေနဲ့ဒါသိချင်တဲ့သူတွေကိုအနေနဲ့အချိန်လည်းမပေးနိုင်ဘူးငွေလည်းမေးဖို့ကခက်ခဲနေတယ်ဆိုရင်ဒီဘက်မှာလာမေးလို့ရအောင်စီစဉ်ပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အခုဆိုရင်1 2 3နှစ်သက်ရတစ်ခုရွေးပြီးပြီလို့ထင်ပါတယ်ခဏနေကျွန်မပိုင်းတစ်ခုချင်းစီရဲ့အဖြေကိုလာပြောပေးပါမယ်โอเคပိုင်း1လေးတွေရွေးထားတဲ့သူရဲ့သူနဲ့သူချစ်တဲ့သူရဲ့ energy ပေါ့နော် energy ကဘယ်လိုလဲဆိုတော့သူနဲ့ကိုယ်နဲ့တိတ်တော့အဆင်ပြေမနေဘူးเนาะကျွန်မကြည့်တဲ့အခါမှာတော့တိတ်တော့အဆင်မပြေဘူးနေရာကြားမှာနားလည်မှုတွေလိုနေတယ် connection တွေတိတ်မမိဘူးပေါ့နော်ခံမရခက်တယ်ပေါ့ပိုင်ဝမ်ဘက်ကကြည့်ရင်လည်းတစ်ဖက်သူခံမရခက်တယ်သူဘာဖြစ်ချင်မှန်းလည်းမသိဘူးပေါ့နော်တခါကိုချစ်တယ်လို့ခံစားရတယ်တခါကျရင်ကိုမချစ်ဘူးလို့ခံစားရတယ်ပေါ့နော်တခါတလေကြာရင်လည်းဘယ်လိုကမှသူ့စိတ်ကိုလောကမမှန်းတတ်တော့ဘူးပေါ့နော်ဒီလိုမျိုးဖြစ်တတ်တယ်ဒီလိုဖြစ်နေတဲ့အခြေအနေရှိတယ်။ဖိုင်ဝမ်ရွေးထားတဲ့သူတွေကကိုချစ်သူနဲ့တချို့ဆို contact မရှိဘူးเนาะ contact မရှိဘူးနေရောက်တာ separate ဖြစ်နေရတော့ကြာပြီပေါ့နော်အဆက်အသွယ်မရှိတာမျိုးပဲဖြစ်ဖြစ်တခါတလေမှအဆက်အသွယ်ရတာမျိုးပဲဖြစ်ဖြစ်အဲ့လိုအခြေအနေကိုရောက်နေရเนาะအဲ့တော့ဖိုင်ဝမ်သမားရဲ့စိတ်ထဲမှာလည်းဘယ်လိုဖြစ်နေလဲဆိုတော့သူနဲ့ငါနဲ့ရေးဆက်ပါတလောက်ပဲအကန့်ရှိတလောက်ပဲငါဘက်ကတော့ချစ်ပေးရဲ့ဒါပေမဲ့ငါတို့နှစ်ယောက်ကြားမှာရေဆက်ဆိုတာကုံသွားပြီလားပေါ့နော်ကံရောရှိသေးလားရေဆက်ကောရှိသေးလားရှေ့ဆက်ပြီးတော့များဘလို့ဖြစ်နိုင်လဲအဲ့လိုမျိုးပေါ့နော်မိကောနဲ့တစ်ခါတလေထုံနေတတ်တယ်နောက်တစ်ခုကကြတော့တစ်ခါကြာသူ့စိတ်လူကိုသိကျင်တယ်ပေါ့နော်ရေရှိတာမရှိတာတဲ့သူဒီကိုပေါ်မှာတကယ်ရော
စိတ်ရင်းရှိရလားဆိုတဲ့ဟာကိုသိချင်တယ်ပေါ့နော်ဒါပိုင်ဝမ်လေးတွေရဲ့ခံစားချက်ပေါ့နော်အဲ့တော့ကျမကပိုင်ဝမ်နေရတစ်ဖက်သူရဲ့စိတ်ကိုကြည့်လိုက်တယ်ပေါ့နော် energy ကိုစစ်လိုက်တဲ့အခါမှာဘာဖြစ်နေလဲဆိုတော့တစ်ဖက်သူကပိုင်ဝမ်ရွေးထားတဲ့သူတတိယနေတယ်ပိုင်ဝမ်ကိုတတိယနေတယ်တစ်ခါကြာရင်သူနဲ့ကိုနဲ့ပြောထားတဲ့check box ပဲဖြစ်ဖြစ်ဒါမှမဟုတ်လဲဓာတ်ပုံလေးတွေပဲဖြစ်ဖြစ်ပေါ့နော်သူနဲ့ကိုချာမှာကိုတွေနှစ်ယောက်ပဲတည်တဲ့ကိစ္စလေးတွေပဲဖြစ်ဖြစ်ပြန်တွေးနေတတ်တယ်လုံးဝမေးလိုက်တာလည်းမဟုတ်ဘူး move on လောက်တာလည်းမဟုတ်ဘူးเนาะအခြေအနေအရာအတူတူမရှိတာမျိုးရှိနိုင်တယ်အခြေအနေအရာတယောက်နဲ့တယောက်အဆက်အသွယ်မရှိတာမျိုးဖြစ်နိုင်တယ်အခြေအနေအရာသူဒီ block ထားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်เนาะဒါပေမဲ့တစ်ခါတလေကြာရင်တော့သူတတိယရယ်เนาะနောက်ပိုင်ဝမ်ရွေးထားတဲ့သူပိုင်ဝမ်နေပေါ်မှာတစ်ဖက်သူကချစ်တယ်เนาะချစ်တဲ့စိတ်ရှိတယ်အခုတည်းလည်းချစ်နေသေးတယ်เนาะကျမကတော့သိတဲ့အတိုင်းပဲကျမရဲ့ပိုင်ဝမ်နားထောင်ဖို့တဲ့သူတွေဆိုသိတယ်ချစ်လဲချစ်တယ်မချစ်လဲမချစ်တော့ဘူးနောက်တစ်ယောက်ရလည်းရပါမြင်တာပဲပြောတာလေဒါဆိုနားထောင်တဲ့သူကအချိန်ပေးနားထောင်ဆိုတော့ကျမလည်းမြင်တာပဲတစ်ခါပြောလိုက်တာအဲ့တော့ပိုင်ဝမ်ရွေးထားတဲ့သူအများစုကိုသူ့ရဲ့တစ်ဖက်သူကချစ်နေသေးတယ်เนาะချစ်နေသေးတယ်စိတ်ထဲမှာလည်းရှိသေးရဲ့သူဟာကိုရဲ့ချစ်သူမဟုတ်ပဲ crush ပဲဖြစ်နေမယ်ဆိုရင်တစ်ဖက်သူကကိုစိတ်ဝင်စားမှု 100% ရှိတယ်เนาะဒါပေမဲ့ကျမတို့ကလေစိတ်ဝင်စားတိုင်းတော့ချစ်သူတော့ဖြစ်မလာကြဘူးเนาะအခြေအနေအကြောင်းအမျိုးမျိုးကြဒါကျမတို့ရှေ့ဆက်လို့မရတဲ့ဟာတွေကလက်တွေ့ဘဝမှာလည်းရှိနေကြတာပဲပေါ့เนาะဟိုမှာသူနဲ့ကိုနဲ့ကဝေးကွာနေလို့ဒါမှမဟုတ်သူ့ရဲ့အပြစ်တစ်ခုကိုလက်မခံနိုင်လို့ဒါမှမဟုတ်ကိုဒီအခြေရုပ်ဦးစားမပေးနိုင်လို့အကြောင်းမျိုးကြောင့်ရှေ့မဆက်တဲ့ဇာတ်လမ်းတွေအများကြီးရှိရเนาะအဲ့တော့ဒါ crush ဆိုရင်တော့တစ်ဖက်သူကကိုစိတ်ဝင်စားပါတယ်ချစ်သူတွေဖြစ်ခဲ့ကြတယ်ချစ်သူတွေဆိုရင်တော့ပျော်လိုက်ပေါ့နော်you are so lucky ဘာလို့လဲဆိုတော့ချစ်သူတွေဖြစ်နေတယ်ဆိုရင်တော့ကိုချစ်နေတယ်သူနော်ချစ်သူတွေမဟုတ်တော့ဘူးသူကကိုနဲ့အဆက်အသွယ်မရှိတော့ဘူးပေါ့နော် separate ဖြစ်သွားရဲဆိုတော့ချစ်တဲ့စိတ်ကရှိနေသေးတယ်နော်တေချာလာတော့ကိုနဲ့ပတ်သက်လို့ခံစားချက်ရှိတယ်နော်ပိုင်ဝမ်ရဲ့တစ်ဖက်သူကတခါကြီးကြာလဲတဝင်တိုးတတ်တယ်ပေါ့နော်ကိုနဲ့ပိုင်ဝမ်နေကြမှာရေရှည်သွားလို့မရဘူးလို့သူခံစားရတယ်အကြောင်းမျိုးကြောင့်ပေါ့နော်အခြေအနေဖြစ်ချင်းဖြစ်မယ်တယောက်နဲ့တယောက်စိတ်တွေသဘောထားမတိုက်ဆိုင်တာဖြစ်ချင်းဖြစ်မယ်တယောက်နဲ့တယောက်ရည်ရွယ်ချက်တွေမတူတာဖြစ်ချင်းဖြစ်မယ်အမျိုးကြောင့်တစ်ချိန်ကြာရင်တော့ငါတို့ဝေးမှာပဲဆိုပြီးတော့ပုံစံမျိုးသူလက်ခံထားတယ်ပိုင်ဝမ်ကတော့ဒါကကြမှာအကြောင်းပဲရေဆက်ကုန်ပြီလားဟိုကကြတော့အဲ့လိုမျိုးမဟုတ်ဘူးငါတို့ဂျာမှာမတူညီကွဲပြားမှုတွေရှိတယ်အဲ့ဒါကြောင့်တစ်ချိန်ကြာရင်လည်းဒါဝေးကွာသွားမှာပဲပေါ့နော်အဲ့လိုမျိုးပေါ့အခုအဆင်ပြေနေတာအခုအဆင်ပြေနေတဲ့ချစ်သူတွေဆိုရင်အဲ့တခုကိုကျွန်မလည်းနည်းလေးခွဲပြောမယ်နော်သတိပေးခြင်းနဲ့ပါလဲဆိုတော့သူစိတ်ထဲမှာလည်းသူနဲ့ကိုယ်နဲ့ဘယ်လိုမှရေရှည်သွားလို့မရဘူးဆိုတော့စိတ်လေးဝင်နေတတ်တယ်ပေါ့နော်အထူးသဖြင့်အဲ့ဒါရပဲအချိန်မှဖြစ်လဲဆိုရင်သမီးစားတော့တည်တဲ့အတိုင်းပဲရန်ဖြစ်ကြတာပဲเนาะစကားရဲ့ရန်ပြောစကားပြောတော့ရန်ဖြစ်ဖြစ်ပြီးမပြောပြီးပြန်ပြောရန်ဖြစ်စကားပြောလို့ရန်ဖြစ်လိမပြောဘဲနေလဲတိုးချင်တာတိုးရအဲ့လိုမျိုးဆိုတော့ဒါသမီးစားနဲ့စကားများတာနဲ့တွဲနေလို့တောင်ရရပေါ့เนาะဒါအဲ့လိုမျိုးရှိတဲ့အခါမှာအဲ့လိုမျိုးတွေအခါဆိုရင်တစ်ခါလေ तू တွေးတတ်တယ်เนาะသူနဲ့ငါနဲ့ကလည်းကီးမကိုက်ပါလားရေရှည်ရောသွားလို့ရပါမလားသူ့တော့ငါချစ်တယ်ဒါပေမဲ့ငါတို့နှစ်ယောက်ပုံစံလည်းမတူအဲ့လိုမျိုးတွေးတတ်တယ်အဲ့ဆိုရင်ချစ်သူတွေဖြစ်တယ်လက်ရှိလည်းတွဲနေသေးတယ်ဆိုရင်တော့နည်းနည်းလေးရံပွဲလေးတွေတော့နည်းနည်းသူနဲ့ကိုယ်နဲ့စိတ်နေသဘောထားသူဘာကြိုက်တယ်ကိုဘာကြိုက်တယ်သူဘာမကြိုက်ကိုဘာမကြိုက်ဆိုတာကိုလေးလာဖို့လိုတယ်ညှိနှိုင်းဖို့လိုတယ်ဒါပေမဲ့အခုနေတကယ်လို့သူနဲ့ကိုယ်နဲ့ကချစ်သူပေါ့နော်အခုရန်ဖြစ်တာဆိုတော့တိတ်စိတ်မပုံနဲ့အချိန်ကြီးပြန်ကောင်းလာလိမ့်မယ်နော်တကယ်လို့ तू ကကိုယ်နာမှာမရှိတော့ဘူးပေါ့နော် तू ကိုယ်နာထွက်သွားပြီဆိုရင်လည်းအကြောင်းကအဲ့ဒါအကြောင်းပဲစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ထွက်သွားတာပဲဖြစ်တယ်နော်နောက်တစ်ခု तू နေရလဲဘယ်လိုတွေးလဲဆိုတော့ပိုင်ဝမ်နဲ့ဒီတစ်ဖက်က तू ကဒါ right time တော့မဟုတ်ဘူးပေါ့နော်right time မဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်မရှင်းပြမယ်ပေါ့နော် तू လည်းချက်တယ်ကိုလည်းချက်တယ်ဒါမဲ့လည်းတယောက်ကတော့အခြေကိုဦးစားပေးနိုင်တဲ့အခြေအနေမှာမရှိဘူးသူမိသားစုကိစ္စပဲဖြစ်ဒါမှမဟုတ်လည်းသူ့ရဲ့ရှေ့ရေးကိစ္စသူ့ရဲ့ပညာရေးကိစ္စဖြစ်သူဦးစားပေးရမယ့်ဟာမျိုးဖြစ်နေတယ်အဲ့ချိန်မှာဒီဘက်ကပိုင်ဝမ်ကကျတော့ကိုယ်ဦးစားမပေးလို့နေငါ့ကိုမချစ်ဘူးတွေပါရဲ့ပြဿနာခဏတက်အဲ့လို
ဆက်တွဲနေရင်လည်းအဲ့လိုပြဿနာကြီးလည်းသူလည်းမဖြေရှင်းချင်တော့ဘူးပေါ့နော်ဒါပညာရေးနဲ့မဟုတ်ပေါ့အလုပ်ကိစ္စဖြစ်တခြားတစ်ခုခုပဲဖြစ်အားကြောင့် right time တော့မဟုတ်ဘူးတယောက်နဲ့တယောက်ချက်တာမှန်ပေမဲ့ဒီချီနေမှာတော့ငါတို့မဖြစ်နိုင်သေးဘူးတချို့ဆိုရှိရလေငါ break ယူမယ်ဆိုပြီးတော့ခဏပြောက်သွားသူကိစ္စသူဖြေရှင်းပြီးတော့မိသားစုကိစ္စတွေပါညာအကုန်ဖြေရှင်းပြီးတော့မှသူရဲ့ပညာရေးကိစ္စတွေပါအဆင်ပြေတော့မှပြန်လာတယ်သွားတော့သွားပြီးအဲ့လိုပြန်လာတတ်တဲ့သူရှိပြန်လာတဲ့အခါမှာချက်သူရှိပြီလားရေးစားရှိပြီလားပြန်လာမိတာမျိုးရှိရပေါ့နော်သွားမယ်ဆိုရင်လည်းပုံမှန်လည်းပြောသွားတာမျိုးလည်းမဟုတ်ပဲအဲ့လို break သွားတဲ့သူတွေရှိတယ်ဒါပေမဲ့ပုံမှန်လည်းပြောသွားအောင်လဲသွားတဲ့သူကဖြင့်ကိုကဘယ်ချိန်ပြန်လာပဲဆိုတာမသိချဘူးပြန်လာမယ်ပြန်မလာဘူးတောင်လည်းမသိချဘူးသူလှုပ်ချင်တဲ့အလုပ်တွေကအချိန်ဘယ်လောက်လို့လဲသူမသိချဘူးအားကြောင့် break သွားတာเนาะ break သွားတဲ့သူရဲ့အားကြောင့် break သွားတာချက်တဲ့စိတ်ကတော့ရှိနေသေးတယ်အဲ့တော့ဒီနေ့ကသူ့ရဲ့သဘောထားကိုပဲကြည်ရမျိုးဖြစ်တဲ့အတွက်ပြန်လာမယ်ပြန်မလာဘူးကျွန်မမပြောဘူးဒါပေမဲ့ကိုယ့်ဘက်မှာစိတ်ရှိနေသေးတယ်ချစ်သူတွေဆိုရင်ချစ်နေတယ်เนาะ crush တွေဆိုရင်ကိုယ့်ဘက်မှာစိတ်ဝင်စားတယ်ဝေးကွာနေရဆိုရင်တော့ကိုယ့်ပေါ်မှာသူတန်ရောစင်ရှိနေသေးရပေါ့နော်အဲ့စိတ်လေးတခုတော့သိရမယ်နော်ဟုတ်ကဲ့အဲ့ဒါဆိုရင်ဒါပိုင်ဝမ်သမားတွေဘာလို့တင်လဲလို့ပြောရမယ်ဆို crush ဆိုရင်တော့စူးစမ်းကြည့်ပေါ့နော်ကိုယောက်ျားလေးမိန်းကလေးကိုချက်ချောင်းသိအောင်တော့ပြောပေါ့နော်အဲ့ဒါကလည်းဝေးကွာသွားဆိုတော့သူစိတ်ထဲမှာလည်းကိုရှိနေတယ်ဆိုတာဒါချိန်နေရမှာပေါ့နော်နောက်တစ်ခုကတော့ကိုစောင့်ကျင်မစောင့်ကျင်ဒါတော့ကျွန်မတော့အမြဲတမ်းပိုင်ကြည့်တိုင်းစောင့်မှလည်းမပြောမစောင့်မှလည်းမပြောကိုချစ်နေတယ်ဆိုရင်ကိုကပဲသွားဆက်သွယ်မလားပေါ့အဲ့ဒါအတွေ့ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ချစ်နေသေးတယ်ဆိုရင်တော့ချင်းနေပြန်ကောင်းလာလိမ့်မယ်အဲ့ဒါလေးတခုတော့ပြောနိုင်တယ်နော်ဟုတ်ကဲ့ပိုင်ဝမ်ရွေးထားတဲ့သူတွေကိုကျေးဇူးတင်ပါတယ်အဖြေကိုလည်းကျင်းနေလိမ့်မယ်ထင်ပါတယ် energy လည်းကြိုက်ပါလိမ့်မယ်နော်တော်တော်များများပိုင်ချူသမားတွေမင်္ဂလာပါပိုင်ချူသမားတွေကတော့လက်ရှိမှာအခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ခံစားချက်မကောင်းဘူးပေါ့နော်1နဲ့2နဲ့မတူတာက1သမားတွေကပြန်ကောင်းနိုင်တယ်နော်2သမားတွေကကြတော့လက်ရှိဇမျောကြီးဖြစ်နေလိမ့်မယ်ပိုင်2သမားတွေထဲမှာအခြေပဲဖြစ်အိမ်နာရေးပဲဖြစ်နှလုံးသားရေးရကိစ္စနဲ့ပတ်သက်ပြီးလို့ဆိုရင်စိတ်ခံစားချက်တွေအတိတ်မှာလည်းမကောင်းခဲ့ဘူးနော်လက်ရှိလည်းကောင်းမနေဘူးလက်ရှိမှာလည်းတစ်ဖက်သူနဲ့ကိုယ်နဲ့ဘာမှရှေ့ဆက်လို့မရတဲ့အခြေအနေမျိုးဖြစ်နေတယ်ဘလို့ဆိုရင်ကိုယ်အတိတ်ကလည်းအခြေကမကောင်းခဲ့တာတွေကိုပြန်တွေးနေတတ်တယ်ဟောငါအရင်လူတော်ကလည်းအကြောင်းမျိုးနဲ့ဒီလိုမျိုးပဲအခုလူကြလည်းအကြောင်းမျိုးနဲ့ဒီလိုဖြစ်ပြန်ပြီငါကအခြေကမကောင်းတော့တာလားငါ့ကိုချစ်တဲ့သူမရှိတော့ဘူးလားဒါမှမဟုတ်ငါတယောက်တည်းပဲနေရမှာလားဒီလိုမျိုးတွေအတွေးတွေနဲ့လှောင်ပိတ်နေတတ်တယ်နော်အခြေနဲ့ပတ်သက်လို့ခံစားချက်တွေမကောင်းသေးဘူးပိုင်ထိုးကလေ hello energy ရှိနေလိုက်မယ်ပိုင်ထိုးသမားတွေကလက်ရှိမှာအဲ့တော့ပိုင်ထိုးသမားတွေပေါ်မှာတစ်ဖက်သူကဘလို့စိတ်သဘောထားလဲဆိုတော့ပြောပြမယ်ပေါ့နော်ပိုင်ထူးသမားတွေနဲ့တစ်ဖက်သူတွေကလက်ရှိမှာချစ်နေသေးရင်တော့မှဘလို့ခေါ်မလဲဆိုတော့တယောက်နဲ့တယောက်ကတိတ်ပြီးတော့အစည်းမကတ်တာမျိုးเนาะနောက်တစ်ခုကကျတော့ဒါဖြစ်နိုင်တာတော်တော်များများတော့ separate ဖြစ်နေတယ်အဲ့လိုမျိုးဖြစ်တယ် crash တဲမှာတော့ဒါမရှိဘူးเนาะ crash တဲမှာဆိုရင်လည်းအဲ့ crash နေတဲ့သူကကိုက crash နေတဲ့ကိုကတစ်ဖက်သူကိုချစ်နေတယ်ဆိုရင်ကိုယ်စိတ်ထဲမှာချစ်လဲချစ်ချင်တယ်ချစ်လဲမချစ်ရဲဘူးဖြစ်နေမယ်။ဘာလို့ဆိုတော့ तू ကအတိတ်မှာက तू ကရှေးလူနဲ့ဖြစ်လာတဲ့ trauma ကို तू တေချာ heal မလုပ်ထားဘူးပေါ့နော်။အတိတ်မှာဖြစ်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်လို့ तू စိတ်မှာချစ်ချင်နဲ့ပြီးဆုံးသွားတာချစ်ချင်နဲ့မေးပြနိုင်တာချစ်နဲ့ move on လိုက်တာမျိုးမရှိဘူး။အဲ့လိုမရှိတဲ့အခါမှာနောက်လူလက်ခံဖို့က तू အတွက်အဆင်မပြေဘူးနော်။ဒါ crush နေတဲ့ကိုသဘောကျနေတဲ့ तू ရှိရင်တော့မှကို့မှာရှေ့ဆက်ဖို့ခွန်အားမရှိသေးဘူးဒီအချစ်ရေးကိုသူနဲ့ကိုယ်နဲ့ချစ်သူဖြစ်ဖို့ရှေ့ဆက်ဖို့ခွန်အားမရှိသေးဘူးဒီလိုမျိုးပိုင်ထူရွေးထားတဲ့သူကကိုယ့်ကိုချစ်နေတဲ့သူတွေရှိရင်တောင်မှပေါ့နော်ကိုကချစ်ဖို့အတွက်အချိန်တစ်ခုယူအောင်မယ်အဲ့တော့တကယ်လို့ကိုကလက်ရှိချစ်သူမရှိသေးဘူးကိုကစိတ်ဝင်စားနေတဲ့သူရှိတယ်ဒါမှမဟုတ်လဲကိုတယောက်တည်းနေချင်တယ်ဆိုရင်ပိုင်ထူတမကိုကျွန်မ recommend ပေးချင်တာကချစ်သူမရှိသေးဘူးဆိုရင်တယောက်တည်းအေးစစ်စစ်နေပြီးတော့healing ဖြစ်အောင်နေပါပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာအဲ့လိုမျိုးအခြေအနေနဲ့ပတ်သက်လို့နာကျင်စရာစိတ်ခံစားချက်တွေဘာမှမရှိတော့တဲ့အထိနေပြီးတော့မှနောက်ထပ်ချစ်သူထားပါလို့အကြံဉာဏ်ပေးချင်တယ်မဟုတ်လို့ဆိုရင်အရှိကဒဏ်ရာနဲ့အနောက်မှာကကိုချစ်သူတွေကထုံးစံအတိုင်းလေဖြစ်မြဲအတိုင်းရံဖြစ်တာရွာအဲ့လိုအစားကိုမာကအရင်ဒဏ်ရာနဲ့အခုဒဏ်ရာနဲ့ပေါင်းပြီးတော့ပိုးဆိုးတာမျိုးဖြစ်တတ်တယ်အားကြောင့်ချစ်သူအသက်ထားမယ်ဆိုရင်မထားနဲ့အောင်လို့ကျွန်မစိတ်တနာနဲ့ပြောချင်တယ်နော်တကယ်လို့များကိုမှချက်သူရှိနေတယ်ချက်သူနဲ့ကိုနဲ့အဆင်မပြေဘူးဒါမှမဟုတ်ကိုမှချက်သူရှိတယ်သူက
ကိုနဲ့ break သွားတယ်ဆိုရင်တော့ဒါအခုကျွန်မဆက်ပြောမဲ့သဘောထားကိုဖတ်ကြည့်ပေါ့နော်တစ်ဖက်သူရဲ့သဘောထားပိုင်ထူးပေါ်မှာမှားတာပိုင်ထူးမဟုတ်ဘူးတစ်ဖက်သူဖြစ်နေတာကျွန်မတွေ့တယ်ကိုလက်မခံနိုင်တဲ့ကိစ္စပေါ့နော်လက်မခံနိုင်တဲ့ကိစ္စဆိုတာအကြောင်းမျိုးမျိုးရှိမှာပေါ့တတိယသူလည်းဖြစ်နိုင်တယ်လို့ကိုမတိုက်တာကြီးသူလုပ်တယ်ပေါ့နော်ကိုမလုပ်ဘူးလို့ပြောထားတဲ့အရာတွေသူလုပ်တယ်ပြီးရင်သူဝန်မခံဘူးဝန်ခံလဲကိုဒါဘယ်လိုခေါ်မလဲကိုအပြစ်လိုမျိုးပြောရပေါ့နော်မင်းကဒီလောက်လေးတောင်နားလည်းမရှိဘူးလားတို့နော်ဒါမှမဟုတ်လဲဒီလောက်လေးကဘာဖြစ်လဲပေါ့နော်အဲ့လိုမျိုးပေါ့ကိုအကန်နေပြောတာပေါ့နော်အဲ့လိုမျိုးအပြစ်ပဲကိုအပြစ်ပဲဖြစ်ရတယ်မှားတာသူပေါ့နော်မမှန်တာသူပေါ့ကိုမကြိုက်တဲ့အရာကိုသူလုပ်တယ်ဒါပေမဲ့ကိုပဲအပြစ်ပြောရပေါ့နော်အဲ့လိုမျိုးဆိုတော့လူတွေအသိတဲ့အတိုင်းပဲကိုလည်းမမှန်ကန်ကန်နဲ့နေပြီးတော့အမှားလုပ်တဲ့သူကကိုလာအပြစ်တင်အဲ့ဒါနှစ်ဆခံစားရတာပေါ့နော်အဲ့လိုအခြေအနေရှိတတ်တယ်ဒါပေမဲ့သူမှားမှန်းတော့သူသိတယ်နော်အဲ့လိုပြောပြီးတဲ့အချိန်မှာစိတ်မကောင်းဖြစ်နေတာမျိုးတော့ရှိတယ်ဒီလိုမျိုးတွေပြောထားတယ်ဆိုရင်သူစိတ်ထဲမှာကစိတ်မကောင်းဖြစ်တော့တကယ်တော့ငါမဟုတ်တာပေါ့နော်ဒါပေမဲ့ငါပြောလိုက်မိပြီပေါ့နော်တချို့ကြလဲစကားပြောရင်လေအထင်ကောမရှိဘူးဟိုမှားမှန်ပြန်ပြောပြလိုက်တာပဲပြီးတော့မှပြန်တွေးတဲ့သူတွေတော်တော်များတယ်နော်အဲ့လိုမျိုးပြောမိတယ်ပေါ့နော်ပြောတဲ့ဟာကိုတော့သူစိတ်မကောင်းဘူးဒါပေမဲ့သူ့အပြစ်ဆိုတာသူသိတယ်ပိုင်တူရဲ့အပြစ်မဟုတ်သူ့ပြစ်ဆိုတာသူသိတယ်ပေါ့နော်ဥပမာဆိုပိုင်တူကတဝင်တူတယ်ချုပ်ချဲ့တယ်ဆိုရင်တစ်ဖက်သူကတဝင်တူတယ်ချုပ်ချဲ့တယ်ဆိုတာဒါချစ်သူများများတော်တော်များများဥပမာ30အောက်ကလေးတွေငဲတယ်လူငဲတယ်ဆိုရင်တော့ဒါတဝင်တူကြတယ်များသောအားဖြင့်စိတ်ထဲရှိတဲ့အတိုင်းပြောရပေါ့နော်အဲ့ဒါချစ်လို့ပဲပေါ့နော်ကိုမချစ်ရင်တော့လည်းဘာမှတဝင်တူစရာလည်းမရှိဘူးသူကသူဘယ်နေရာဘယ်သူနဲ့ဘာဖြစ်ဖြစ်ဘာမှလည်းတွေးနေစရာအကြောင်းလည်းမရှိဘူးပေါ့နော်ဒါချစ်လို့ဆိုပေမဲ့လည်းအဲ့လိုမျိုးသူ့အတွက်ကဒါကြီးကအဆင်မပြေဘူးပေါ့နော်ချစ်လို့ဖြစ်တယ်ဆိုတဲ့ဟာကိုသူနားလဲပေးတယ်ဆိုတာနောက်ကြမှနားလဲတာပြောပြီးဆိုပြီးရန်ဖြစ်ပြီးမှနားလဲတာပေါ့နော်နောက်တစ်ခုကကြတော့ဒီအချိန်ဒီမှာတခါရကြရင်ပိုင်ထူးသမားတွေကတစ်ဖက်သူနဲ့ဝေးကွာပြီးတော့အဆက်အသွယ်မလုပ်တာစကားမပြောတော့တာbreak ထားတာဖြစ်မယ်ဆိုရင်သူကလည်းတခါလေကိုကိုလာကြည့်နေတတ်တယ်ကိုကို stock နေတတ်တယ် stock တယ်ဆိုတာ Facebook ကကြည့်ရပဲဖြစ်ဖြစ်နော်တခြားကိုသုံးတဲ့ communication channel တွေပေါ့နော်အပြစ်မှာပဲဖြစ်ဖြစ်ကိုကတော့ငါမှမမှားတာပဲဆိုပြီးတော့ကိုကမာနာကြီးနဲ့ပေါ့နော်နေတာမျိုးမာနာမဟုတ်ရင်လည်းအပြစ်မှာတင်းနေပြီပဲစိတ်ထဲမှာတော့မတင်းနိုင်နေတာမျိုးအချိန်နေဒါပေမဲ့ကိုကတော့သူ့ကိုတိတ်ပြီးတော့စပြီးတော့မပြောချင်မခေါ်ချင်ဘူးပေါ့နော်အဲ့ဒါကိုသူ့ဘက်ကဘယ်လိုမြင်လဲဆိုတော့သူကငါမရှိလဲပြောနေတာပဲပေါ့နော်ငါလည်းသာဖြစ်ထားတာဟိုအစမပြေတာငါမရှိလဲဖြစ်နေတာပဲအဲ့လောက်ကြီးလဲငါစိတ်ကိုမခံစားတော့ပါဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်သူမရှိလဲကိုကဖြစ်နေတယ်ပေါ့သူမရှိလဲကိုကရက်တည်နိုင်တယ်သူမရှိလဲကိုကရှေ့ဆက်နိုင်တယ်အဲ့လိုမျိုးသူအထင်ရှိတယ်နော်နောက်တစ်ခုကကြတော့လေသူကအဲ့ပိုင်တူးသမားရဲ့တစ်ဖက်သူကအတူတူတော့ပြန်ရှိကြတယ်တဲ့အဲ့လိုမျိုးစိတ်ရှိတယ်သူစိတ်ကအတူတူဆိုတာအရင်တော့ခက်ခဲမဲမဲရင်းရင်းနေနေနွေးနွေးထွေးထွေးကြည်ကြည်နာနာအဲ့လိုအချိန်လေးတော့သူပြန်ဖြစ်ချင်တယ်ပေါ့နော်ဒါပေမဲ့သူ့ဘက်ကစူးစမ်းအားထုတ်မှုတော့တိတ်ပြီးတော့စိုက်ထုတ်ချင်တာမျိုးမရှိဘူးနောက်တစ်ခုကကြတော့ပိုင်တူးရှိမှလဲတစ်ဖက်သူကသူ့ရဲ့ခံစားချက်တွေကိုပေါ်ပြမှာမဟုတ်ဘူးဟဲ့လားကို conversation chat box ကနေလာပြီးနေငါတတိယနေတယ်လို့နေကောင်းလာလို့လာပြောမှာမဟုတ်ဘူးဘာလို့ဆိုတော့ तू ကသူ့စိတ်ထဲမှာ तू မှားမှန်းသိတယ် तू တတိရတယ်ဒီလိုဆိုရင်အတူတူပြန်ရှိချင်တဲ့စိတ်ရှိပေမဲ့အဲ့ဒါကိုလာဖွင့်ပြောမှာမဟုတ်ဘူးပြောချင်တာကတော့ तू ဒီဟိုပိုင်ဝမ်းသမားတွေလို့မဟုတ်ဘူးပိုင်ဝမ်းသမားရဲ့တစ်ဖက်လူလို့မဟုတ်ဘူးပေါ့နော်သူ့ရဲ့စိတ်ကနည်းနည်းတော့နေနိုင်တယ်ဆိုတဲ့ပုံစံမျိုးတငယ်ချင်းနှစ်ယောက်စကားများရန်ဖြစ်တယ်ချစ်သူနှစ်ယောက်စကားများရန်ဖြစ်တယ်အဲ့လောက်ပဲသူပေါ့ပေါ့ပါပါထားတာကိုတွေ့တယ်အရန် serious ဖြစ်မနေဘူးเนาะတစ်ဖက်သူရဲ့စိတ်သည်ကိုယ့်ဘက်မှာအရန်ဟိုလေးလေးနက်နက်ရှိမနေဘူးချစ်တယ်ဆိုတဲ့ခံစားချက်မျိုးလည်းရှိမနေဘူးပေါ့เนาะဒါကြောင့်မှတခါတည်းရှင်းလင်းအောင်ပြောပြတာပေါ့เนาะသူမမှန်းတော့သူသိပါတယ်เนาะပါတူးသမားတွေသူပေါ့ကောင်းမှလည်းသူသိတယ်သူ့ဘက်မှာတွေ့တာမှတန်အောင်ဆင်ရှိမှလည်းသိတယ်ဒါပေမဲ့သူ့ဘက်ကတော့မလေးနဲ့ဘူးပေါ့เนาะအဲ့လိုရှိနေပါတယ်အဲ့တော့ကျွန်မအကြံဉာဏ်ပေးချင်တာကတော့ပိုင်ထူးသမားတွေကတကယ်လို့ကိုကချစ်သူကြီးစားမရသေးဘူးကို crush လောက်ရုံပဲဆိုရင်တော့ကိုဘက်ကစိတ်အစင်အပြေမှသာသွား try ပါလို့ပြောချင်တယ်ပေါ့နော်မဟုတ်လို့ဆိုရင်တစ်ဖက်သူက
သူ့ရဲ့သဘောထားကိုကြည့်လိုက်တဲ့အခါမှာအရင် serious မဖြစ်သေးဘူးကိုနဲ့ပတ်သက်ပြီးတော့သူ့ရင်ထဲတော့မှမြေရောက်တဲ့ပုံစံမျိုးရှိနေတယ်ပေါ့နော်ပုံမှန်လေးပဲပေါ့နော်အဲ့လိုဆိုတော့ကိုအနေနဲ့အဲ့ပေါ်မှာပြန်ပြီးတော့စိတ်ခံစားချက်တွေမကောင်းတဲ့စိတ်ခံစားချက်တွေဖြစ်လာနိုင်တယ်အားကြောင့်ကိုအေးစစ်စစ်အခြေအနေနဲ့ပတ်သက်ရင်ကိုဘက်ကလုံးဝအေးစစ်စစ်ဘာမှဆိုရင်ဆိုင်နိုင်တဲ့အခြေအနေထိ healing လုပ်ပါအောင်နော်ချစ်သူတွေဆိုရင်တော့နှစ်ယောက်သားကြမှာအရန်သွေးအေးနေတာကိုကျွန်မတွေ့ရနော်တခုဆိုရင်ကိုမကြိုက်တာတွေသူလုပ်တယ်ပြီးရင်ကိုကိုလာပြီးတော့အပြစ်ပုံချတယ်ဒီလိုအခြေအနေဆိုတော့ရှေ့ဆက်ဖို့တော့စဉ်းစားတင်တယ်လို့အကြံပေးခြင်းတယ်နောက်ဆုံးတစ်ခုကတော့ break ယူထားတဲ့သူတွေပေါ့နော်သူကိုချစ်လာအပြစ်တွေတော့တင်တယ်ချစ်လာဆိုရင်လေးနဲ့တက်ခံစားချက်တော့မရှိဘူးပေါ့နော်ပိုင်တူကသူ့အချိန်တန်ပြီးဆုံးသွားမှာပုံစံမျိုးရှိတယ်ဆိုတော့တကယ်လို့ဒါ break ဖြစ်ပြီးသားဆိုရင်တော့ဒါကိုတဖြည်းဖြည်းနဲ့ move on လိုက်လို့ပဲပြောချင်တယ်အဲဆိုတော့တစ်ဖက်သူရဲ့စိတ်ကကိုယ့်ဘောမှာမလေးနဲ့ထားဘူးဆိုတော့လေရှေ့ဆက်သွားလဲဒါမျိုးကထပ်တက်လဲဖြစ်သွားနိုင်တယ်အဲဒါကြောင့်ကျွန်မကတိတ်ပြီးတော့တစ်ဖက်သူကကိုယ့်ဘောမှာလေးနဲ့တဲ့စစ်မှန်တဲ့ခံစားချက်မရှိသေးဘူးလို့ပဲပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အခုဆိုရင်ကျွန်မပိုင်း1နဲ့ပိုင်း2ကိုဖတ်ပြီးဖြစ်ပါတယ်ဖတ်ပြီးဆိုတော့ကဒါပိုင်း3အကြောင်းမပြောခင်မှာဒါကျွန်မရဲ့ reading ကိုသဘောကျတယ် energy ကြိုက်တယ်လို့ထင်ရင်ကိုယ့်ရဲ့ personal energy နဲ့စစ်ချင်တယ်ဆိုရင်ကိုယ်နဲ့တစ်ဖက်လူရဲ့ personal energy နဲ့စစ်ချင်တယ်ဆိုရင် chat box မှာလာရောက်ဆက်သွယ်နိုင်ပါတယ်စုံစမ်းနိုင်ပါတယ်ဒါပေမဲ့ကျွန်မကတော့ထုံးစံအတိုင်း booking တင်ရတယ်ပေါ့နော်6ရက်အနည်းဆုံးစောင့်ပေးရပါတယ်ကျွန်မရဲ့ Facebook မှာလည်းဒါရန်တာ terror လို့ရေးထားတယ်အဲ့မှာ pin post မှာဆိုရင်ဒါ package လေးတွေလည်းထင်ထားပေးတယ်ပေါ့နော်အဲ့မှာကြည့်ပြီးလို့ဆိုရင်ကိုစိတ်ဝင်စားရဆိုရင် booking လာယူလို့ရပါတယ်အခုကျွန်မပိုင်း3အကြောင်းကိုဆက်ပြီးပြောသွားမှာဖြစ်ပါတယ်ပိုင်း3သမားတွေမင်္ဂလာပါရှင်ပိုင်း3အကြောင်းပြောရမယ်ဆိုရင်လက်ရှိပိုင်း3သမားတွေကနယ်ပယ်တစ်ခုခုမှာပေါ့နော်ပညာရေးတော်၎င်းအလုပ်တော်၎င်းကိုယ့်ရဲ့ personal ကိစ္စတွေပေါ့နော်အခြေနှလုံးသားရေးမဟုတ်တဲ့တခြားကိစ္စတွေမှာအောင်မြင်မှုတစ်ခုရနေတဲ့သူဖြစ်တယ်ကိုယ့်ရဲ့အနေထားကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့ဂုဏ်သိက္ခာကိုယ့်ရဲ့အောင်မြင်မှုကြောကြားမှုဒီလိုအနေထားတစ်ခုရောက်ရှိနေတဲ့သူတွေဖြစ်ဖို့များပါတယ်အဲ့လိုလူတွေများလိုက်မယ်ပေါ့နော်ပိုင်း3ကိုရွေးထားတဲ့သူတွေမှာတကယ်လို့များပိုင်း3ရတာတစ်ဖက်သူရဲ့သဘောထားကြီးရဲဆိုပေမဲ့ကိုလက်ရှိလုပ်နေတဲ့အလုပ်ကိုင်တွေရှိရင်ဒီအလုပ်ကိုင်တွေကအောင်မြင်လာတာကြီးပွားလာတိုးတက်လာတာရှိနိုင်ပါတယ်နော်ရှိပါလိမ့်မယ်အခုဆိုရင်တော့ဒါတစ်ဖက်သူရဲ့သဘောထားနဲ့ပတ်သက်တာကြည့်ပေးမယ်ပေါ့နော်ကြည့်ပေးတဲ့အခါမှာဒါတစ်ဖက်သူကကိုယ့်အပေါ်မှာပိုင်း3သမားတွေရဲ့စိတ်ထဲမှာတစ်ဖက်သူကငါ့အပေါ်မှာထိလောက်သွားတယ်ပေါ့နော်မယိုးဖြောင်းမလိမ်မစစ်မှန်ဘူးပေါ့နော်လိမ်နေပေါ့နော်ငါ့ကိုဖလေးတယ်ပေါ့နော်အခုခင်းနေဆိုဖလေးတယ်ပေါ့တစ်ဖက်ကအရန်ထောက်စစ်ဖြစ်တယ်ပေါ့ဒါတွေပဲကိုယ်စိတ်ထဲမှာမာနရဲ့ဒေါသရဲ့တခါတည်းဝမ်းနေမှုရဲ့ဒီလိုစိတ်တွေနဲ့ပြည့်နေတတ်တယ်ပေါ့နော်တစ်ဖက်သူပေါ်မှာမကြည့်နေဘူးပေါ့ရှင်သိလားတချို့ကခွဲခွာခြင်းတွေကနှစ်ဦးသဘောသူဘလို့မှရှေ့ဆက်လို့မရလို့ခွဲခွာတာတချို့ခွဲခွာခြင်းတွေကကွဲကွာသွားတာတယောက်နဲ့တယောက်ကမပြီးဆုံးသေးတဲ့ဇလန်သဘောလိုပဲသူနဲ့ပတ်သက်ရင်စိတ်ခံစားချက်တွေမကောင်းဘူးပေါ့နော်ဒါပေမဲ့သူနဲ့ပတ်သက်တဲ့စိတ်ခံစားချက်တွေမကောင်းဆိုတာကတစ်ဖက်ကိုချစ်တဲ့စိတ်တဲ့ကိုလာပြီးတော့ကိုချိန်နေဖြုံးတယ်ကိုလှည့်စားတယ်ပေါ့နော်ကိုပေါ်မစစ်မှန်ဘူးအဲ့လိုမျိုးထင်တတ်တယ်ပွင့်လင်းပြောရရင်လည်းပိုင်း3သမားရွေးထားတဲ့တစ်ဖက်သူကကြတော့နည်းနည်း player တော့နည်းနည်းဆန်တယ်နော်player နည်းနည်းဆန်တယ်ဆိုတာဘာလို့မှတိတ်ပြီးအလေးနဲ့မထားဘူးပေါ့နော်ဒီတယောက်နဲ့တွေ့ရင်ချစ်တယ်နောက်တစ်ယောက်နဲ့တွေ့ရင်လည်းချစ်အောင်မယ်နောက်တစ်ယောက်နဲ့ထပ်ပြီးတွေ့ရင်လည်းထပ်ချစ်အောင်မယ်ပေါ့နော်တချို့တွေじゃချစ်ကိုချစ်နိုင်တယ်အဲ့လိုမျိုးပေါ့နော်ကိုနဲ့ချစ်နေတဲ့အချိန်မှာချစ်ပေးနေရင်တော့လေအဲ့ဒါလေးတွေကမမိုတစ်ခုအနေနဲ့ရှိရဲဆိုပေမဲ့တချို့တော့ချက်ချင်းတွေကရေရှည်မဟုတ်တဲ့ခါကျရင်အချင်းကုန်တာပဲဖတ်တယ်ပေါ့နော်အဲ့တော့တစ်ဖက်သူရဲ့စိတ်ကိုကျွန်မကြည့်ပေးပါမယ်ပေါ့နော်ကြည့်ပေးတဲ့အခါမှာလဲဒါတခုခုသိသွားရဲဆိုရင်အစိုးရအကောင်ပေါ့နော်အမြတ်ပေါ့နော်ကိုရနိုင်တဲ့အမြတ်ပေါ့နော်တကယ်လို့အခုပိုင်း3သမားတွေကတစ်ဖက်သူက crash နေတယ်ဆိုရင်တစ်ဖက်သူကိုကျမတော့မရွေးချယ်စေချင်ဘူးပေါ့နော်ဘာလို့ဆိုတစ်ဖက်သူဒီအချက်နဲ့ချက်ရှိတယ်နံပါတ်1တစ်ချက်သူဒီသူ့ရဲ့ရှေ့ရေးเนาะသူ့ရဲ့ career သူ့ရဲ့ဘဝတိုးတက်ဖို့အောင်မြင်ဖို့
အဲ့လိုမျိုးသူအာယုံဆိုင်နေတတ်တယ်ပြီးတော့ကိုကသူ့ကိုသွားစူးစမ်းရင်ချီမိုးမိုးဖြစ်နေလိမ့်မယ်သိလားစာပို့ရင်စာမဖတ်တာမေးရင်လည်းဖြည့်ချင်ဖြည့်မှဖြည့်ချင်မဖြည့်ဘူးကိုကိုလည်းအဆက်အသွယ်လုပ်ချင်လည်းမလုပ်ချင်မလို့ကိုစာတွေကပုံနေတယ်သူဖတ်ချင်မှဖတ်မှာပေါ့နော်ချီမိုးမိုးလုပ်နေတယ်ဆိုတာပွင့်လင်းပြောရင်ကိုစိတ်ဝင်စားမှုအရန်အားနေနေတယ်အဲ့ဒါအကြောင်းမို့လို့ကိုဒီတစ်ဖက်သူကို crash နေတယ်စူးစမ်းချင်တယ်ဆိုရင်တစ်ဖက်သူကအဲ့လိုရှိတယ်အဲ့လိုမှမဟုတ်ဆိုရင်တစ်ဖက်သူကဘယ်လိုပုံစံရှိနိုင်လဲဆိုတော့ဒါကိုရဲ့လူများကြည့်ရဆိုတော့ energy 2မျိုးတွေ့တယ်နောက်တစ်ခုကကြတော့တစ်ဖက်သူကကိုပေါ်မှာလေးလေးနဲ့လည်းမရှိဘူးစကားပြောချင်းပြောမယ်ပြီးရင်ပြောင်းပါမယ်အခုလာပြောမယ်နောက်3ရက်လောက်ပြောင်းပါနောက်3ရက်ကြာရင်ပြန်ပြောမယ်နောက်2ပတ်လောက်ပြောင်းမယ်အဲ့လိုမျိုးလာပြောတဲ့အခါကျရင်လည်းသူကသူလေးနဲ့တဲ့စကားပြောချင်မှပြောမယ်ပေါ့နော်တိတ်မလေးနဲ့ဘူးပေါ့နော်နည်းနည်း player ဆန်ပါတယ်သိလားကိုချစ်တဲ့သူတစ်ဖက်သူက player ပုံစံမျိုးဒါမှမဟုတ်ရင်လည်းသူ့အာယုံနဲ့သူကိုစိတ်ဝင်စားတာမျိုးအဲ့လိုမျိုးတွေဖြစ်လိမ့်မယ်နော်crush နေတဲ့သူဆိုရင်တစ်ဖက်လူကိုစူးစမ်းမယ်ဆိုရင်တော့အဲ့ဒီတန်တွေခံရပါလိမ့်မယ်နော်တကယ်လို့တစ်ဖက်သူကကိုနဲ့ချစ်သူဖြစ်နေသေးတယ်အဲ့လိုမှမဟုတ်သူနဲ့ကိုအဆက်အသွယ်မရတော့ဘူးဆိုရင်တော့ဘလို့နေထားရှိလဲဆိုတော့ဘလို့ခေါ်မလဲဆိုတော့ချစ်သူဖြစ်နေတယ်ပေါ့နော်သူနဲ့ကိုနဲ့ချစ်သူဖြစ်နေရဆိုရင်တစ်ဖက်သူကကိုနာနေရတာစိတ်ချမ်းသာတယ်အဲ့လိုကိုကတစ်ဖက်သူပေါ့ကိုပေါ်မှာစစ်မှန်သေးဖြစ်စေမစစ်မှန်သေးဖြစ်စေကိုဘက်ကတော့အကောင်းဆုံးနေပေးမယ်ဆိုတော့သူမျိုးတွေများတယ်ပေါ့နော်ပိုင်ထရီသမားတွေကငါတော့ငါချစ်သူပဲဖြစ်ဖြစ်ငါရဲ့ဒါရည်ရွယ်ထားတဲ့သူပဲဖြစ်ဖြစ်ငါကတော့အကောင်းဆုံးကောင်းမွေးမယ်ဆိုတော့သူတွေများတယ်ပြီးလို့ဆိုရင်ပိုင်ထရီသမားရဲ့တစ်ဖက်သူကသူ့မှာဘာလို့ခေါ်မလဲပြဿနာများနေတတ်တယ်အိမ်နဲ့အဆင်မပြေတာဒါမှမဟုတ်လဲတငယ်ချင်းတွေအဆင်မပြေတာသူ့အလုံးနဲ့အဆင်မပြေတာဒါမှမဟုတ်သူ့ရဲ့အတိတ်ဘဝမှာအတိတ်ဘဝတောင်ဖြစ်တဲ့အတိတ်ကာလမှာအဆင်မပြေတာတွေဒီလိုအဆင်မပြေတာလာရင်ဖွင့်ပိုင်ထရီသမားနားထောင်ပေးရှာတယ်သိလားခွန်အားတွေပေးသူစိတ်တက်ကြနေခွန်အားတွေပေးသူစိတ်ညစ်နေကိုကကြံဖန်ပြီးပြောင်းလုပ်ပေးအဲ့လိုမျိုးလေးတွေသူ့ကိုနားလဲပေးတယ်အတိတ်ကနားထောင်ပေးရပေါ့နော်အဲ့လိုဟာလေးကိုတော့သူသဘောကျတယ်တဲ့သိလားသဘောကျရဲဆိုတာလူဆိုတာကိုစကားကိုပြောတဲ့စကားတွေကိုအလေးနဲ့နားထောင်ဆိုလူတိုင်းသဘောကျပါလေအဲ့လိုသဘောကျတဲ့ပုံစံမျိုးကိုပေါ်မှာတော့တာယာနေတဲ့စိတ်တော့ရှိတယ်နော်နောက်တစ်ခုကကြတော့အဖန်ထရီသမားတွေကိုတစ်ဖက်လူကလာပြောတဲ့စကားတွေကိုအပြည့် 100% ယုံလို့တော့မရဘူးပေါ့နော်သူကဘယ်လိုခေါ်မလဲအရန် motivation ဖြစ်နေတယ်လို့အရန်ကို active ဖြစ်နေတယ်လို့အရန်ကိုပေါ်ပွားနေတယ်လို့အရန်ကိုအကောင်းမြင်နေတယ်လို့အရန်ကိုကိုပေါ်နားလည်နေတယ်လို့အဲ့လိုတွေရှိနေတတ်တယ်အဲ့လိုရှိနေရဆိုရင်တကယ်တော့သူ့ရင်ထဲမှာရှိတာကြတော့အဲ့လိုမျိုးမဟုတ်ဘူးเนาะအပေါ်ရန်နဲ့အတွင်းနဲ့တိတ်တော့မတူတတ်ဘူးပေါ့နော်အဲ့ဒါလေးတော့သတိထားပေါ့နော်နည်းနည်းလေးပေါ့တော့ဆက်ဆန်တဲ့ပုံစံရှိတယ်ပြီးတော့ဟန်ဆောင်ကောင်းတဲ့ထင်မှလည်းပါရပေါ့နော်ပိုင်ထရီအကြောက်ဖတ်ရတာလည်းဖတ်နေဟိုဘလို့ကောင်းလဲဆိုတိတ် recommend မလုပ်ချင်တော့ဘူးပေါ့နော်ကျမတို့ကြတော့လည်းမြင်တဲ့အတိုင်းပဲပြောပြီးတော့ဒါကိုဟိုဘာသာပြန်ပေးရဆိုတော့လေဘာသာပြန်လဲဆိုတာဘလို့ခေါ်မလဲကျမတို့နားလဲတဲ့စိတ်ထဲကနားလဲလာတဲ့ပုံစံအတိုင်းပြန်ပြောပေးတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့သူ့ဘက်ကလည်းကိုမအချစ်သူရှိလားမရှိဘူးလားအချစ်သူမရှိရင်တော့ပြောမယ်ပေါ့နော်ချစ်သူရှိရင်တော့မပြောတော့ဘူးပေါ့နော်ကိုချစ်သူရှိနေလို့တဝန်တိုးတာတို့ဘယ်လိုမျိုးခေါ်မလဲခံစားရတာသူ့မှာမရှိဘူးငါလည်းနေတဲ့စကားပြောနေမယ်နေလည်းချစ်သူရှိရင်ငါပြောငါလည်းချစ်သူရှိရင်နင်းပြောမပြောချင်မှလည်းပြောမယ်ပေါ့နော်အဲ့တော့တရားနဲ့တရားကိုဒီကာလာလေးမှာတော့စကားပြောနေလိုက်မယ်တစ်ချိန်ကြာရင်လည်းငါတို့ရေဆက်ပါတလားပေါ့အဲ့လောက်ပဲဆိုဘာနဲ့တူနေလဲဆိုတော့တိလားဟာချစ်သူပဲဖြစ်ဖြစ်crash ပဲဖြစ်ဖြစ် separate ဖြစ်သွားတဲ့သူပဲဖြစ်ဖြစ်အခြေအနေအခိုက်အတန့်လေးမှာကိုယ်လာတာရတာเนาะအဲ့လိုမျိုးအခိုက်အတန့်လေးပဲလုံးဝ transient ပဲเนาะလုံးဝရေရှည်တော့မဟုတ်ပါဘူးเนาะတခါတလေတော့လည်းသူသတိရပါတယ်လုံးဝသတိမရတာတော့မဟုတ်ဘူးဝေးကွာနေတယ်ဆိုရင်လည်းသတိရတယ်ရှိနေတယ်ဆိုရင်လည်းနေတိုင်းစကားပြောနေတယ်ဆိုရင်လည်းတခါလေးစကားတော့ပြောခြင်းစိတ်ကိုယ်နဲ့လာပြီးစကားပြောခြင်းစိတ်တွေသူမှဖြစ်တယ်ပေါ့เนาะကိုယ်နာနေရတော့တာယာနေတယ်ဒါမဲ့ကျမပြောတေချာလေးမှတ်ထားတော့ရေရှည်တော့မဖြစ်ဘူးအဲဆိုရေရှည်စိတ်သူ့မှာမဖြစ်သေးဘူးပေါ့နော်သူ့သဘောထားကနောက်တစ်ခုကကျတော့သူပြတဲ့ဟာတွေကတော့ကောင်းမွန်တော့အချမ်းနေပေါ့နော်ကျမတို့ bright side လို့ခေါ်တာပေါ့နော် dark side တို့ကသိမှာပါမကောင်းတဲ့အချမ်းကိုကမမြင်ရသေးဘူးသူဖုံးကွယ်ထားတဲ့အရာတွေရှိသေးတယ်ပေါ့နော်ဖုံးကွယ်ထားတဲ့အရာဆိုတာဥမာကြာသူ ace နဲ့ပြတ်လာတဲ့အဆင်မပြေဘူးကိုနဲ့လာစကားပြောတယ်ဟိုကပြန်ခေါ်တယ်ပြန်လိုက်သွားမှာနော်အဲ့လိုမျိုးဒါမှမဟုတ်ကိုနဲ့စကားပြောနေရင်တဲ့သူရဲ့ပတ်ဝန်းကျင်မှာတာယာတဲ့သူတရားပြောက်ကိုတွေ့ရင်
အဲ့ဖက်ကိုပါသွားတာမျိုးအဲ့လိုမျိုးရင်းရိုင်းလွယ်တဲ့သူမျိုးပေါ့နော်အဲ့ရင်းရလွယ်တဲ့သူမျိုးဖြစ်တယ်ဆိုတော့ဒီလိုလူမျိုးနဲ့ကိုက crash မိနေတယ်ဆိုရင်တော့လေအဲ့ဒါကိုအတွက်သူ့အတွက်ကိုကအချိန်ပေးနိုင်မလားဆိုတာတစ်ချက်စဉ်းစားပေါ့နော်စကားပဲလာပြောတော့တော့ပဲပေါ့ပါထားလိုက်ပေါ့နော်ဒီလိုလိုနဲ့ကိုချစ်သူဖြစ်နေတယ်ဆိုရင်လည်းအရင်တော့မမျှော်လင့်နဲ့ပေါ့နော်ဘာလို့လဲဆိုတော့သူကခံစားချက်တော့တိတ်မရှိသေးဘူးဆိုရှိလာမှလားအဲ့လိုလည်းမဟုတ်ဘူးနော်သူပုံစံဟိုကအချစ်ရေးကို serious မဟုတ်ဘူးဒီတယောက်နဲ့တွေ့ရင်လည်းပြောလိုက်မယ်နောက်တယောက်နဲ့တွေ့ရင်လည်းပြောလိုက်မယ်အဲ့လိုစိတ်မျိုးနော်တကယ်လို့သူနဲ့ကိုယ်နဲ့ဝေးကွာနေတယ်ဆိုရင်လည်းတစ်ခါတလေတော့သူတတိရတယ်ကိုကသူ့ပေါ်နားလဲပေးခဲ့တာတွေကိုသူတတိရတယ်အမှတ်ရတယ်ပေါ့နော်ဒါပေမဲ့နှစ်ယောက်သားကသူ့လမ်းသူ့လျှောက်ကိုလမ်းကိုလျှောက်ဆိုတဲ့ပုံစံမျိုးလေးနဲ့သွားတယ်နောက်တစ်ခုကကြတော့ကိုနဲ့သူနဲ့ဝေးကွာနေတယ်ဆိုရင်ကိုကသူ့ဆီကသတင်းတွေကြားရမယ်ပေါ့နော်တကယ်ချင်းဆီကကြားရတယ်ပဲဖြစ် Facebook ကပုံတင်လိုက်လို့ပျော်ရွှင်နေတယ်လို့ထင်ရတာပဲဖြစ်သူ့ရဲ့တကယ်ပုံစံအဲ့လိုပုံစံတော့မဟုတ်ဘူးတဲ့နော်အပေါ်မှာပြောပေးမိုက်ကျင်တယ်မှလည်းတိတ်မပြောတာမျိုးနော်အပေါ်ရံမှာကိုယ့်ပေါ်တအားကောင်းနေပေမဲ့သူ့ရင်ထဲမှာတော့အဲ့လောက်ကြီးကောင်းမပေးနိုင်တာမျိုးတွေအများကြီးရှိတယ်နော်အဲ့တော့ကျွန်မပြောချင်တာကတော့ကိုယ့်ရဲ့အချိန် energy ခွန်အားကိုတိကျအသုံးချမယ်ဆိုရင်တော့ဒီပန်ထရီသမားတွေကတော့ကိုလက်ရှိတွဲနေတယ်သူလက်ရှိပြောနေတယ်လို့လက်ရှိဝေးကွာနေတဲ့သူရဲ့စိတ်ကကိုစီမှာအရင်မရှိဘူးတစ်ဖက်သူတခြားသူပေါ်မှာရှိလားဆိုအဲ့လိုမျိုးလည်းမရှိဘူးပေါ့နော်သူအနေနဲ့ဒါကျမတို့ခေါ်မှာဆို rolling stone လို့ခေါ်တယ်သိလားလိမ့်နေတဲ့ကြောက်တုံးလို့ပဲသူကသူဆက်လိမ့်နေမှာတနေရာကိုရောက်သွားရင်သူရောက်သွားမယ်ရက်သွားပြီးတော့သူဆက်လိမ့်ရင်လည်းလိမ့်မယ်ပေါ့နော်ဘာမှအတိတကျမရှိသေးဘူးပေါ့နော်ကျမတို့ဘာစကားဆင်းရင်တော့ဘယ်မှတ်တိုင်ဆင်းရမယ်ဆိုရက်တိတိကျကျညီမချက်ရှိရလေသူ့အနေနဲ့ကတော့အဲ့လိုတော့မဟုတ်ဘူးပေါ့နော်သူဆင်းကျင်တဲ့နေရာမှာဆင်းမယ်တက်ချင်တဲ့နေရာမှာတက်မယ်ပြန်ဆင်းကျင်လည်းပြန်ဆင်းမယ်ပြန်တက်ချင်လည်းပြန်တက်မယ်အဲ့လိုမျိုးဆိုတော့ရည်ရွယ်ချက်မရှိဥတီချက်မရှိအခြေနဲ့ပတ်သက်လို့ခံယူချက်မရှိလေးနက်မှုမရှိတဲ့သူလိုပဲပြောချင်တယ်ဒီမှာအဲ့လိုပြောလိုက်တဲ့ဆိုရင်တော့ကိုယ့်အကိုဘယ်လိုမျိုးဆိုတာတော့စဉ်းစားလို့ရပြီပေါ့နော်နောက်တစ်ခါကျတော့ပန်ထရီသမားတွေကကျမမြင်တာကအနေထားတစ်ခုမှာအောင်မြင်နေတဲ့သူတွေနော်တက်လန်းရှိတဲ့သူတွေကြီးပွားမဲ့သူတွေကြီးပွားနေတဲ့သူတွေလို့ကျွန်မမြင်တဲ့အတွက်ကိုယ့်ရဲ့ career ကိုယ့်ရဲ့ဘဝကိုယ်နဲ့ကိုက်နေတဲ့သူကိုပဲဒါအာယုံဆိုင်ပါလို့ပဲအကြံဉာဏ်ပေးရှင်ပါရှင်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်1 2 3 3ခုလုံးဖတ်ပေးပြီးသွားပါပြီเนาะနောက်လည်းအလင်းသင့်တယ်လို့တော့သင်ပေးသွားပါမယ်အဆုံးအထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်